အားပါပြည့်တဲ့လက်သီးချက်တွေနဲ့အတူဒီတစ်ခါလဲအလဲထိုးပြအောင်မလားဆိုရက်လာမယ့်တစ်ပတ်မှာတော့ဆိုရက်ရဲ့ပွဲပါလာပြန်ပြီဆိုတဲ့သတင်းနဲ့အတူမြန်မာပရိသတ်တွေကြားထဲမှာခက်လွတ်လွတ်လေးဖြစ်လာခဲ့ပြန်ပါပြီ။ One Championship မြန်မာ fighter တွေကိုစက်တိုင်းနီးပါထည့်သွင်းလာခဲ့တယ်လို့ပြီးခဲ့တဲ့တစ်ပတ်ကကျော်တော်ဝင်းရဲ့ပွဲစဉ်ပြီးယခုတစ်ပတ်မှာတော့ဆိုရက်ရဲ့ပွဲစဉ်ကိုထည့်သွင်းသွားခဲ့တာဖြစ်ပါတယ်။တကုတ်ရှိတာကဆိုရက်ရဲ့ပွဲဟာ free ကြည့်လို့ရတဲ့တွဲဆိုင်ထဲမှာပါဝင်နေခဲ့တာမဟုတ်တဲ့အတွက်ပရိသတ်တွေအနေနဲ့ online ပေါ်ကနေ free ကြည့်လို့ရမှာတော့မဟုတ်ပါဘူး။ဒီကဆိုရက်ကိုပွဲတည်ပြလိုက်တဲ့ fighter က23နှစ်သားရှိသေးတဲ့ Thai fighter တန်ထောင်လက်ပဲဖြစ်ပါတယ်။တန်ထောင်လက်ဟာ Fair Test က fighter တွေနဲ့မစိမ့်တဲ့ပြန်မဲ့ fighter တယောက်ဖြစ်ပြီးသူ့ရဲ့အကြောင်းကိုတော့ကျော်တော်ဝင်းရဲ့ဘော်ဒါကြီး Necro ကအသေးဆုံးပဲဖြစ်ပါလိမ့်မယ်။ဘာကြောင့်လဲဆိုရင်တန်ထောင်လက်ဟာ Necro နဲ့ One Championship မှာ2ကြိမ်နဲ့ရင်ဆိုင်ထားခဲ့မှုတဲ့ fighter ဖြစ်တယ်လို့2ကြိမ်စလုံးကိုလည်း Necro ကိုအရှုံးပေးထားခဲ့ရသူပါ။ Necro နဲ့ပထမကြိမ်ဆုံးတွေ့ခဲ့ရမှာအလဲထုံးနဲ့တူအရှုံးပေးထားခဲ့ရတယ်လို့ဒုတိယကြိမ်တွေ့ဆုံမှုကတော့ဒိုင်ဆုံးဖြတ်နဲ့တူအရှုံးပေးထားခဲ့တာပါ။တခုရှိတာကတန်ထောင်လက်ဟာအတန်းငယ်တယ်ဆိုပေမဲ့ One Championship မှာတော့အတွေ့အကြုံကောင်းတွေပိုင်ဆိုင်ထားခဲ့တဲ့ fighter တယောက်လို့ဆိုရမှာပါ။ One Championship မှာ10ပွဲအထိရှင်ပြိုင်ထိုးသက်ထားခဲ့သူတယောက်ဖြစ်ပြီး9ပွဲနိုင်9ပွဲရှုံးဆိုတဲ့မှတ်တမ်းကိုပိုင်ဆိုင်ထားခဲ့သူပါအတန်းငယ်ပေမဲ့လည်းပညာနဲ့တဘာကတော့ short တက်လို့မရတဲ့ fighter တယောက်ဖြစ်လို့ဆိုတဲ့အနေနဲ့သတိထားဖို့တော့လိုအပ်ပါလိမ့်မယ်။နောက်တစ်ချက်ကတတောင်လက်ဟာလက်ရှိ flyweight တန်းရဲ့စာချုပ်ရထားတဲ့ fighter များစုနဲ့ရှင်ပြိုင်ထားခဲ့သူတယောက်ဖြစ်ပြီးသူ့ကိုဖျက်ချော်နိုင်မယ်ဆိုရင်တော့ဆိုတဲ့အနေနဲ့ One Championship ရဲ့စာချုပ်ကြီးကိုပိုင်ဆိုင်သွားမလားဆိုတာစောင့်ကြည့်ကြည့်စရာကောင်းနေကြတာပါ။တခုရှိတာကဒက်တောင်လက်ဟာ One Championship မှာ12ပွဲအထိရှင်ပြိုင်ထားခဲ့ပြီးအတွေ့အကြုံကောင်းတွေကိုပိုင်ဆိုင်ထားတဲ့ fighter တယောက်ဆိုရင် One Championship မှာ15ပွဲအထိရှင်ပြိုင်ထားခဲ့တဲ့ဆိုရက်ကဒက်တောင်လက်ထက်ပိုပြီးအတွေ့အကြုံရောသဘာဝပိုပြီးရှိနေကြတာပါဆိုရက်က One Championship မှာ15ပွဲရှင်ပြိုင်ထားခဲ့ပြီး9ပွဲနိုင်6ပွဲရှုံးဆိုတဲ့မှတ်တမ်းကိုပိုင်ဆိုင်ထားခဲ့သူဖြစ်ပါတယ်2014ခုနှစ်တနေ့လုံးမှာအရှုံးဆိုတာဘာမှမသိခဲ့တဲ့ဆိုရဟာ One Championship စာချုပ်ကြီးနဲ့အနည်းဆက်ဆုံးချိန်တစ်ခုနဲ့ရင်ဆိုင်ခဲ့ရပေမဲ့ Comfort 9နဲ့ပွဲစဉ်မှာဒိုင်နေရဲ့တစ်ပတ်သက်ဆုံးဖြတ်ချက်တွေနဲ့အတူဆိုရတဲ့တယောက်ရှုံးပွဲနဲ့ပြန်လည်ရင်ဆိုင်ခဲ့ရပြီးစာချုပ်ကြီးနဲ့လည်းဆက်လက်ဝေးကွာသွားခဲ့ရတာဖြစ်ပါတယ်အခုဆိုရင်ဆိုရဟာရင်ကားထက်ပိုပြီးလက်သီးထိုးချက်တွေပိုပြီးကောင်းလာခဲ့တယ်လို့ရင်ကားထက်လည်းအားတွေပိုပြီးပြင်းထန်လာခဲ့တာကိုမြင်တွေ့ထားခဲ့ရပါဘာကြောင့်ဆိုရင်နောက်ဆုံးနှစ်ပွဲဆက်အနိုင်ရထားတဲ့ပွဲစဉ်တစ်ပွဲမှာဆိုရဟာသူ့ရဲ့အားပါတဲ့လက်သီးချက်တွေနဲ့အတူပြန်မဲ့ fighter တွေကိုလည်းထိုးနဲ့အနိုင်ပြထားခဲ့တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်One Friday Fight 130မှာ Thai Fighter ရမင်းကိုပထမအချိန်မှာတင်အလဲထိုးနဲ့အနိုင်ပြထားခဲ့ပြီး One Friday Fight 140မှာလည်း Thai Fighter Buki Yao ကိုဒုတိယအချိန်မှာတင်အလဲထိုးကအနိုင်ပြထားခဲ့တာဖြစ်ပါတယ်။ဆိုတဲ့အချိန်ကနေအားပါပြင်းတဲ့လက်သီးချက်တွေကိုမြင်တွေ့ခဲ့ရသလိုနှစ်ပွဲဆက်အလဲထိုးနဲ့အနိုင်ပြထားခဲ့တဲ့ဆိုတဲ့မှတ်တမ်းကိုလည်းပိုင်ဆိုင်သွားခဲ့တာပါ။ One Championship ဘက်ကလည်းအဲ့လိုလက်သီးထိုးချက်တွေနဲ့အလဲထိုးပြထားနိုင်တဲ့ fighter တွေကိုပုံမသဘောကျလေးရှိတာကိုမြင်တွေ့ထားခဲ့ရတာဖြစ်ပြီးအခုလည်းလက်သီးအားပုံမပြင်းလာပြီးတော့အလဲထိုးတွေနဲ့ကြီးစက်တိုင်းအနိုင်ယူပြထားခဲ့တဲ့ဆိုရက်ကိုစာချုပ်ကြီးများပေးသွားမလားဆိုတာစောင့်ကြည့်သွားရမှာပါဆိုရက်ကိုယ်တိုင်ကလည်းစာချုပ်ကြီးရယူသွားခြင်းနဲ့ဆိုရင်နိုင်ပွဲတီစက်တိုင်းရှာဖွေပြဖို့လိုအပ်နေကြတာဖြစ်ပြီးအလဲထိုးနဲ့ထပ်ပြီးအနိုင်ယူပြနိုင်မယ်ဆိုရင်တော့ဆိုရက်တယောက် One Championship မှာစာချုပ်ကြီးနဲ့အတူမြင်တွေ့သွားရဖို့ရှိနေကြတာဖြစ်ပါတယ်